ခုတစ်ခေါက်တော့ဆောင်းရသည်နဲ့လိုက်ဖက်တဲ့အစီမပါပဲပူပူဆက်ဆက်မျိုးကောင်းတဲ့မှုတွေနဲ့ကြသားတို့လိုမျိုး sharing လုပ်ပေးချင်ပါတယ်ကြသားတို့အတွက်ပမာချက်ကိုပဲတုံထားပါတယ်ပထမဆုံးကြသားကိုစပလင်းရဲ့မယမ်းပြားရဲ့ပြီးစမင်းမို့အချုံမုံထည့်ပြီးတော့အရင်ဆုံးပြုတ်ပါမယ် The sunburned hands I used to hold since you went away. ကြသားပြုတ်ထားတော့မှငရုတ်တိခွဲချမ်းငပိချက်သွန်ဖြူငရုတ်ကောင်စီတွေကိုထောင်းပါမယ် And soon I hear ငပိကိုတော့ထဲမထောင်းခင်မှာကြသားပြုတ်အိုးပေါ်မှာတင်ပြီးတော့ကင်ထားလိုက်ပါတယ်အထောင်းပြီးတော့ကြသားပြုတ်ကိုနုနုနုဖွင့်ကြည့်ပါမယ်အနံကတော့တော်တော်ဝင်နေပါပြီရိန်အောင်ကြသားပြုတ်တဲ့ကိုထည့်ဖို့အတွက်ကြသွန်ဒီကိုပပလိထားပါမယ် autumn leaves start to fall. ကြသားနုပြီးဆိုရင်ပကံထဲကိုထည့်အေးခံပြီးတော့ကျွန်တော်တို့တုံးလေးတွေနှွင်ပေးရပါမယ်နှွင်တဲ့ခါမှာအယိုးတွေပါတစ်ခါတည်းထည့်ပြီးတော့နှွင်ပါတယ်ကြသားတုတ်တဲ့ခါမှာအယိုးတွေကိုပါထည့်တော့လို့ရှိရင်စားလို့ပိုကောင်းပါတယ်အစင်သင်းဖြစ်ပြီဆိုရင်ကြသားရဲ့ငရုတ်ကောင်းများများနဲ့ထောင်းထားတဲ့ငပိတောင်ကြသွန်ဒီအတံပြာရဲ့ညစ်ပြီးတော့တစ်ခါတည်းတုတ်ပါမယ်အတံပြာသီးနေရာမှာရှောက်သီးတဲ့တုပ်ရင်းနဲ့ပို့ပြီးတော့စားကောင်းပါတယ်ဒီမှာတော့ရှောက်သီးမရှိလို့အတံပြာသီးပဲညှစ်ထည့်ထားတာဖြစ်ပါတယ်နောက်ခုနကပြုတ်ထားတဲ့ကြသားရည်နည်းနည်းကိုလည်းထည့်သွင်းလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်ကျွန်တော်ကတော့မထည့်ထားပါဘူးနောက်အောင်နေပြီးတော့ငရုတ်ကောင်းတဲ့မွေးလေးနဲ့ပူပူဆက်ဆက်ရတာရှိတဲ့ကြသားတုပ်လေးရဲ့စပလင်းနဲ့မွေးနေတဲ့ကြသားပြုတ်ရည်လေးနဲ့တွဲဖက်စားဖို့အဆင်သင့်ဖြစ်ပါပြီ